မင်္ဂလာပါ Theology တလို့စာရဲ့မနက်ခင်းတမချမ်းစာဆင်ခြင်ခြင်းအစီအစဉ်ကနေကြိုဆိုပါရစေလူတို့ကြံစီ၍မမိနိုင်တဲ့ဖျားသခင်ထံကငြိမ်သက်ခြင်းနဲ့ပြည့်စုံကြပါစေခဏလောက်ဆုတောင်းခြင်းနဲ့အစပြုကြရအောင်အဖဖျားသခင်ယေရှုတင်နဲ့ဒီနေ့အတွက်လည်းကိုရရှင်ဖဖျားသခင်တမတရားဖြင့်ကြွေးမွေးတော်မူပါနှုတ်ကပတ်တော်ကိုကြားရသည့်ခွင့်ပေးတော်မူပါနှုတ်ကပတ်တော်ကိုမြင်ရသည့်ခွင့်ပေးသနာတော်မူပါနှုတ်ကပတ်တော်အတိုင်းရှောက်လန်းရသည့်ခွင့်ပေးသနာတော်မူပါခွန်အားနှင့်ဖြည့်ပေးပါဖာကျေးဇူးတော်ချီးမွမ်းလက်တပါးတော်တော်သခင်ယေရှုနာမနဲ့အစပြုပါရဖာဖျားသခင်အာမင်ဒီနေ့တော့ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး1အငယ်8ကနေအငယ်9ကိုဖတ်ရှုဆင်ခြင်ဝေမျှကြပါတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး1အငယ်8ကနေအငယ်9ဖြစ်ပါတယ်ညီကိုတို့အာရှိပြည်၌ငါတို့ခံရသောဆင်းရဲခြင်းတည်းဟူသောအသက်မလွတ်နိုင်ဟုထင်ရ၍မခံနိုင်အောင်အတိုင်းထက်အလွန်လေးသောဆင်းရဲခံရကြောင်းကိုသင်တို့မသိဘဲနေစေခြင်းငါတို့အလိုမရှိကြငါတို့သည်မိမိကိုယ်ကိုအစင်မကိုးစားဘဲသေသောသူတို့ကိုထမြောက်စေတော်မူသောဖျားသခင်ကိုကိုးစားမိအကြောင်းသေစေဟုစီရင်ခြင်းကိုကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏ဖတ်ရှုသွားတဲ့တမန်ကျမ်းစာအဖြစ်ဖျားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာသင်ပေါ်မှာရှိပါစေဒီနေ့ဖတ်ရှုသွားတဲ့တမန်ကျမ်းစာကတော့တမန်တော်ရှင်ပေါလုရဲ့အသက်တာထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဖျားကသိမြင်စေခဲ့တဲ့ဖျားသခင်ရဲ့အလေးအလာတော်တစ်ခုဖြစ်ပါတယ်တမန်တော်ရှင်ပေါလုကဘယ်လိုပြောသလဲဆိုရင်သူနဲ့သူ့ရဲ့အပေါင်းအသင်းတွေဒီတစ်ခါတော့သေပြီဘလို့မှလွတ်เสียလမ်းမရှိတော့ဘူးလို့ထင်သွားမိတဲ့အထိဘာမှမျောလင်းစရာမရှိတော့တဲ့အနေအထားရောက်တဲ့အထိမခံနိုင်အောင်အတိုင်းထက်အလွန်လေးတဲ့ဆင်းရဲခံခဲ့ရတယ်ဆိုတဲ့အကြောင်းအလုံးကိုသိစေခြင်းနဲ့လို့ရေးထားပါတယ်တမန်တော်ရှင်ပေါလုနဲ့သူ့ရဲ့အပေါင်းအသင်းတွေမခံနိုင်လောက်အောင်အရန်လေးလွန်းတဲ့ဆင်းရဲကိုခံခဲ့ရတာကိုအသင်းတော်ကိုသိစေခြင်းနဲ့လို့ရေးထားပါတယ်ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး10ငယ်73မှာတမန်တော်ရှင်ပေါလုကဘယ်လိုပြောခဲ့တယ်လဲဆိုရင်တော့သင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုသင်တို့၌ရောက်စိန်သောငါအခွင့်ပေးတော်မမူဆိုပြီးတော့ဝန်ခံကြွေးကြော်ခဲ့တာပါဒီလိုမခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုရောက်စိန်သောငါအခွင့်မပေးဘူးလို့ဝန်ခံကြွေးကြော်ခဲ့တဲ့ရှင်ပေါလုကိုယ်တိုင်ကကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး1ရောက်တဲ့အခါမှာတော့သူ့အသက်တာကြောင့်တသက်ခံတဲ့အခါမှာတော့ငါအသက်တာထဲမှာမခံနိုင်အောင်အတိုင်းထက်အလွန်လေးတဲ့ဆင်းရဲငါခံရတယ်ဆိုပြီးပြောထားပါတယ်မခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းမရောက်ပေမဲ့ကျွန်တော်တို့တက်တာထဲမှာမခံနိုင်လောက်အောင်လေးလံတဲ့ဆင်းရဲခြင်းမျိုးတော့တွေ့ရတတ်ပါတယ်ဒီလိုဆင်းရဲခြင်းမျိုးကိုသခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်လည်းတွေ့ကြုံခဲ့သလိုတမန်တော်ကြီးတွေလည်းတွေ့ကြုံခဲ့ရပြီးတော့ခေတ်အဆက်ဆက်အသင်းတော်ရဲ့အသင်းသူအသင်းသားတွေလည်းတွေ့ကြုံခဲ့ရပါတယ်ကျွန်တော်တို့ခေတ်ရောက်တော့မှဒီလိုဆင်းရဲခံရခြင်းမျိုးမရှိတော့ဘူးလို့ယူဆပိုင်ခွင့်မရှိပါဘူးဒီလိုဆင်းရဲခြင်းအတွေ့အကြုံနဲ့ဘာဖြစ်လို့ယုံကြည်သူတွေကိုဘုရားသခင်ကပေးပြီးတွေ့ကြုံရတာလဲဘာဖြစ်လို့အဲ့ဒီလိုတွေ့ကြုံစေသလဲဆိုတာကိုတော့တမန်တော်ကြီးရှင်ပေါလုကတန်ရှင်တော်ဝိညာဉ်တော်ဖော်ပြမှုအားဖြင့်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး1ငယ်9မှာဒီလိုဆက်ပြီးရှင်းပြပါတယ်ငါတို့သည်မိမိကိုယ်ကိုအစင်မကိုးစားပဲသေသောသူတို့ကိုထမြောက်စေတော်မူသောဖျားသခင်ကိုကိုးစားမိအကြောင်းလို့ပြောပါတယ်။ဘာဖြစ်လို့အတိုင်းထက်အလွန်လေးတဲ့ဆင်းရဲကိုတွေးကြုံခံစားရလဲ။ငါတို့သည်မိမိကိုယ်ကိုအစင်မကိုးစားပဲသေသောသူတို့ကိုထမြောက်စေတော်မူသောဖျားသခင်ကိုကိုးစားမိအကြောင်းရင်းနှစ်ခုရှိတယ်လို့မြင်မိပါတယ်။နံပါတ်1မိမိကိုယ်ကိုးစားနေခြင်းလုံးလုံးပျောက်ကွယ်သွားဖို့ရန်အတွက်ဖြစ်ပါတယ်မိမိကိုယ်ကိုအစင်မကိုးစားပဲနေနိုင်ဖို့နံပါတ်2ဖျားသခင်ဆိုတာသေပြီးတဲ့သူကိုယ်တောင်ထမြောက်စေတဲ့ဖျားသခင်ဆိုတာသိပြီးကိုးစားယုံကြည်တတ်စေဖို့ရန်အတွက်ဖြစ်ပါတယ်အတိုင်းထက်လွန်လေးတဲ့ဆင်းရဲဒုက္ခတွေတွေ့ကြုံခံစားရခြင်းရဲ့အကြောင်းရင်းတစ်ခုကမိမိကိုယ်ကိုးစားနေခြင်းလုံးလုံးပျောက်ကွယ်သွားဖို့ဖျားသခင်ဆိုတာသေပြီးတဲ့သူကိုယ်တောင်ထမြောက်စေတဲ့ဖျားသခင်ဆိုတာသိပြီးကိုးစားယုံကြည်တတ်ဖို့ဖြစ်တယ်။နံပါတ်1ကအတိုင်းထက်အလွန်ဆင်းရဲခြင်းတွေ့ကြုံရခြင်းကဘာဖြစ်လို့လဲဆိုရင်လူမှာယောဂတစ်ခုလိုအမြင့်တွေဆွဲကပ်နေတဲ့အထဲမှာကိုးစားခြင်းဆိုတာရှိတယ်။အဲဒီကိုးစားခြင်းတွေ့ကပ်နေတဲ့အရာကြီးကိုဖယ်ရှားပေးဖို့ဖြစ်ပါတယ်
တမန်တော်ကြီးရှင်ဘောလူလိုတမန်တော်တစ်ပါးတော်ကိုစားခြင်းတွေကြံနေသေးတဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်တို့ဆိုရင်တော့အထူးပြောနေစရာမလိုပါဘူးလူကိုစားခြင်းဆိုတဲ့ကိုစားတတ်ခြင်းကနေကုသပေးဖို့အတိုင်းထက်အလွန်ဆင်းရဲခြင်းမျိုးအဖဖရာသခင်ကပေးပြီးတွေ့ကြုံစေတတ်ပါတယ်နံပါတ်2သေသောသူတို့ကိုထားမြောက်စေတော်မူသောဖရာသခင်ကိုစားမိအကြောင်းအတိတ်ပဲကတော့တွေ့ကြုံရတဲ့ဆင်းရဲထဲမှာအသက်ပါသွားမယ်ဆိုရင်တော့အရေးမကြီးဘူး။ဘာဖြစ်လို့လဲဆိုရင်ဖရာသခင်သည်သေသောသူတို့ကိုထားမြောက်စေတဲ့ဖရာသခင်ဖြစ်တယ်ဆိုတာကိုသိရှိကိုးစားတတ်သောသူဖြစ်ဖို့ဖြစ်ပါတယ်။ထာဝရဘုရားသခင်ကိုကိုးစားတဲ့အခါမသေးခင်ကယ်မှအသက်ရှူမရက်ခင်အမြန်ကယ်မှကယ်တင်ခြင်းအစစ်ဆိုတဲ့အနေအထားလောက်ကိုးစားတာမျိုးမဖြစ်စီပဲလောကထဲမှာသေးမသေးသေသောသူကိုထားမြောက်စေတဲ့ဘုရားသခင်ကိုငါကိုးစားတာသိပြီးငါတို့ကဘတော်မှအသက်မဆုံးနိုင်ဘူးဆိုတဲ့ယုံကြည်ခြင်းအတိရှိဖို့ဘုရားသခင်ကပြင်ဆင်နေတာဖြစ်ပါတယ်ဒီနေ့စင်ကြင်တဲ့နှုတ်ကပတ်တော်ကအပေါ်ယံကြည့်ရင်သိပြီးနှစ်သက်ခြင်းစရာကောင်းခြင်းမှကောင်းပါလိမ့်မယ်မခံနိုင်အောင်အတိုင်းထက်အလွန်လေးတဲ့ဆင်းရဲခံရခြင်းမျိုးရှိမယ်ဆိုတာကကြိုက်ခြင်းစရာလည်းသိမကောင်းပါဘူးဒါပေမဲ့ထာဝရကာလအတွက်တော့ကောင်းကြီးမင်္ဂလာခံအပ်တော်သူဖြစ်စေမယ့်နှုတ်ကပတ်တော်ဖြစ်ပါတယ်လူကိုမကိုးစားတော့ပဲသေသောသူတို့ကိုထားမြောက်စေတော်မူတဲ့ဘုရားသခင်ကိုကိုးစားတတ်ဖို့ထာဝရဘုရားသခင်ကိုတော်တိုင်ကပြုလုပ်ပေးနေခြင်းကိုသိမြင်စေဖို့ရန်အတွက်ဖြစ်ပါတယ်ဘလောက်ပဲမခံနိုင်အောင်လေးတဲ့ခက်ခဲတဲ့ဆင်းရဲနဲ့တွေ့ကြုံရခွန်အားနဲ့ပြည့်စုံစေတဲ့သခင်ယေရှုခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုကျွန်တော်တို့တက်ဆွမ်းနိုင်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုခွန်အားနဲ့ပြည့်စုံစေမယ့်သခင်ယေရှုခရစ်တော်ကအမြဲတမ်းအတူရှိနေပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်အားဖြင့်အောင်မြင်တော်သူများဖြစ်နိုင်ကြပါစေခဏလောက်စက္ကန့်အနံ့ရအောင်မြေတော်ရှင်အဖဘုရားသခင်ရဲ့အသက်တာကိုကိုရရှင်လက်တော်ထဲအနံ့ပါ၏ကိုရရှင်ပိုင်ပါ၏ကိုရရှင်၌တလည်းအသက်ရှိပါ၏ကိုရရှင်တလည်းအသက်ရှင်စေတော်ဘုရားဖြစ်ပါ၏ကျွန်တော်တို့အတွင်းထဲမှာကိုရရှင်မနစ်သက်သောအရာများကိုရရှင်အလိုတော်ရှိသည့်ပုံစံနဲ့ဖယ်ရှားတော်မူပါကိုရရှင်နှင့်သာတာ၍နီးစေတော်မူပါကိုရရှင်လက်တော်ထဲသို့အနန္တိကတပါရီတော်တော်သခင်ယေရှုနာမ၌ဆုတောင်းစက္ကအနံ့ပါရဖဖျားသခင်အာမင်